ဒီနေ့မှာတော့စမြက်က Shein ကဝင်ထားတဲ့ပစ္စည်းပေါ့နော် Shein haul လေးလုပ်သွားမှာဖြစ်ပါတယ်အင်ဂျီလေးပါရပါဘူးလေးပါတယ်ပြီး Christmas ပေါတော့ကရအစုံလေးလည်းပါပါတယ်အဲ့တော့ cosmetic လေးပါတယ်အဲ့တော့စိတ်ဝင်စားရဆိုရင် beautiful shit okay တော့စလိုက်ကြကဲအဲ့တော့ပထမဆုံးဒီ outfit ဒီကတော့ Shein ကဝယ်ထားတာမဟုတ်ဘူးเนาะခုနကအော်ဟုတ်တယ် wait ဒီ top ကဝယ်ထားတာတော့လည်းကြာပြီ Shein ကပဲ crystal top down မှာကိုကနေကိုရှောက်ပြီးတော့ချိတ်ဒီနဲ့ရှောက်လုပ်ထားတာပေါ့နော်။အခုဝယ်ထားတာက leather တော့မဟုတ်ဘူးနော်။ biker jacket လို့ပုံစံမျိုးလေးပေါ့။ဒီလိုမျိုးလေးပဲစင်နီရောင်လေးနဲ့ပေါ့နော်။ quality ကတော့တာမမဲ my friend ပေါ့နော်။ဒါ Shein ကဆိုတော့တည်ရမှာ။အများကြီးလည်းမပြောနဲ့မှာ။ဒါလေးတော့လာတယ်။ဒါပေမဲ့ဝယ်ရသေးဘူးအပြင်ကိုဝယ်တော့ကတော့ဝယ်ပြီးတော့မှအဲ့လိုဝစ်ကြည့်ရဲ့အချိန်မှာအနီကအရန်နီတော့နဲ့ကြောက်ဝယ်ရမှာလေလို့အရင်လူချားထဲမှာအရင်ထင်းနေမလားဗောဒီမှာနီရောင်ဆိုတော့လူတိုင်းဆိုပြီးတော့အဲ့လိုဖြစ်နေမှာဆိုတော့စိုက်ကစီမဲ့ထားလေးပေါ့နော် skip ဒီ level လေးလေးကြိုက်တယ်လာတယ်လို့ထင်ပါတယ်ဒါက extra small size ပါ extra small ကအသေးဆုံးပေါ့နော်ဒါပေမဲ့လက်နည်းနည်းလေးရောရှိတယ်ဒါပေမဲ့အဲ့တော့မိုက်ပါနည်းနည်းလေးဒီလောက်ဆိုပိုကောင်းမှာပြီနော်လက်လေးနည်းနည်းကိုကသေးနေရဆိုလဲသိမှာသူအပြစ်မတင်နေတော့ပါဘူးကိုကသေးနေရဆိုတော့ခုနဲ့လိုက်မှာပါလဲဆိုတော့ဟူးရေစိုးဒီမှာ bracelet လေးပါ quality ကတော့တာမန်မဲ my friend ပေါ့နော်ခုဒီအင်းကြီးနေနဲ့လိုက်မယ်ထင်တယ်အဲ့တော့ဒါလေးဝတ်လိုက်မယ် 12 seconds later မပြီးတော့ဘူးလား okay နောက်ဆုံးအပေါက်ချက်ကိုတော့မရတော့ဒါပဲထားလိုက်မယ်This is cute, spiky as well. ဒါလေးရှိတယ်။ဦးပြီးနောက်တစ်ခုကဒီမှာချုပ်ကလေးပါဒီမှာ။တော်မဂျယ်တွေကခွေးဖီပေါ့နော်။ Punk girl လေးပေါ့နော်။ဦးပြီးရင်ဒီဟာလေးဝယ်ထားတယ်။ဒီဟာလေးတော်တော်လှတယ်။ဆိုရင်ဘတ်နည်းနည်းလို့ပြောမှာအသားပေါ်တဲ့ဟာမျိုးနဲ့ဆိုပို့ပြီးလိုက်မယ်။နှစ်ထပ်ပေါ့နော်။ Kawaii desu Oh, this is a skirt. This skirt ဒါက micro short ဆိုပြီးတော့သူ website မှာရေးထားပါတော့သူကအဲ့လိုလုံးဝတိုးတိုးကက်ကလေးပေါ့နော်ဒါပေမဲ့အရက်ရှည်ရင်နည်းနည်း site လေးနည်းနည်းပိုကြီးရဝယ်ပဲပေါ့နော်ဘာလို့ဆိုတော့သူနဲ့ကတ်တဲ့ခါကျတော့လိုလို့ရင်ပေါ်နေမှာဆိုတော့ Oh ဒါအင်ကြီးဒီဟာလေး print အရန်လှလို့ဝယ်လိုက်တာကွာ print လည်းအရန်ကြိုက်တယ်ဒါပေမဲ့ Girl is so sexy ဒါပေမဲ့အသားလေး What is this ချီသားလည်းမဟုတ်ကွာတဲ့မှာချီသားမဲလေးမှာစေးရိုက်ထားဆိုဘယ်လောက်ကောင်းလဲချီလည်းမဟုတ်ဘူးလို့လည်းမသိကွာနည်းနည်းမကြည့်ဘယ်လိုပြအောင်လဲမကြည့်လို့ it's quite shiny ပြောင်နေလေရေကူးဆိုအသားလိုမျိုးခံစားနေမကြည့်အမဲဆိုမဲနဲ့နေရမှာအမဲလည်းမဟုတ်သူ့ရဲ့အရောင်တော့ဖြူပြောင်နေဘယ်လိုကြီးလဲမသိကွာတော်သေးရဲ့အများကြီးစဟဲဒီက print လေးလှလိုက်တာဆိုပြီးတော့အများကြီးဝယ်မလို့ဒီမှာတစ်ထည့်ဆောင်းဝယ်ကြည့်လိုက်ဦးမှန်ဝိုင်းရောင်ကကွာလို့အမဲနဲ့တွဲပြီးဝင်အောင်မှာကောသူဟာအမဲနဲ့လည်းမတူနေဘူးပြီးပြောင်ကြီးနဲ့ချီဖြစ်ရမှာပေါ့နော်အဒီကချီမဖြစ်နေရှောင်းဝမ်းနေဒီမှာအားပေးချင်တာအားပေးလို့မရအောင်ဖြစ်နေဒီအသားကြိုက်တယ်ဆိုလို့ရှင်တော့ဝယ်ကြပါဝတ်လို့လည်းကောင်းပါတယ်မင်းအသားကိုမကြိုက်ဘူးပေါ့နော် print လည်းအရင်လှတယ်သူ့ဆိုင်မှာရှိရဲ့ဒီလိုမျိုး top တွေအကုန်လုံး print လေးတော်တော်လှတယ်နောက်တစ်ခုကဘာလဲ Oh my favorite ဒါကတော့စူမြဲရဲ့အကြိုက်ဆုံးရလေးဆိုရင်လို့အရင်ပေါ့ပါပြီးတော့ကွာလို့ကက်လေးနဲ့လို့ဘဲသွားစွတ်ပြီးတော့ဝစ်သွားရုံပဲပြီးရင်ဒီအပေါ်ကနေမှမြင်ဆိုရင်တော့ jacket ထက်လဲရတယ်ဒါမှမဟုတ်ဒီအောက်ကဘောင်းမျိုးမှာ boy skirt ဝစ်မလားဘောင်းမီအရှိပဲထက်စွတ်မလားမျိုးစုံဝတ်လို့ရရပေါ့နော်ဒီဟာလေးကတော်တော်သဘောကျတယ်တခြားအယောင်တွေထဲမှာလည်းလည်းအဲ့လားလို့တခြားအယောင်တွေလည်းထက်ဝယ်မယ်ပေါ့နော်တကယ်အဲ့လားဗျာအမလေးထက်ဝယ်မယ်အထင်မှာပါတယ်ပေါ့နော်ဒါလေးပေါ့နော်ဒါ honest review လေးပေးရပါတော့မဟုတ်ရင်ပြရမှာ Shein က quality ကပိုပြီးတော့တစ်ခါဝယ်တိုင်းပိုပြီးစုပ်လာလို့ပဲနောက်တစ်ခုက Oh အင်ဂျီ
ဒီရောကောင်းတယ်ဒီရောကောင်းတယ်ဒါကရှင်းနဲ့ကမှဒါစီလားဒေးစီလားမသိဘူးပေါ့နော်အဲ့ပဲရောက်ပါလေဒီ brand နဲ့อ่ะပေါ့နော်ဒီဟာတွေကအဲ့ထဲကအသားလေးမစိုးဘူးပေါ့နော် cutting ကိုသဘောကျတာပေါ့နော်ဒီမျိုးဒီလိုလေးရင်ဘတ်ကိုချိန်နေကွာလို့4000တန်းကြီးမဟုတ်ဘဲနဲ့ချိန်နေဒါပေမဲ့အဲ့လိုမျိုးဟိုချိန်လေးဆိုကွာဒီမျိုးခေါင်းကိုဒီမှာလဲပြန်နေလို့အဝိုင်းနဲ့စွတ်တဲ့ဟာညာတယ်မြတ်တော့ဘာလို့လဲအဲ့လိုဒီမျိုးစွတ်တဲ့ဟာဝတ်တာအမြဲကြာလာအဲ့လိုလဲပင်ကိုချုပ်ထားလို့ခံစားရတယ်အခုလိုမျိုးပေါ့နော်အခုမျိုးချုပ်ထားလို့ခံစားရပြီးတော့ကြာလာပင်မန်းလာအဲ့လိုအင်ကြီးဝင်အဲ့သူကကျတော့အဲ့လိုမျိုးအဲ့လိုရှေ့ရတော့အဲ့လိုနားလေတာတော့မသိပြောမပြောချင်နေတာ hotel top ကိုပြောချင်နေရမှာတငယ်ချင်းလေးတို့ရေအရှိကတော့လူမျိုး white ချွန်းချွန်းလေးကွာဒါပေမဲ့အနောက်မှာလူမျိုးတစ်ချောင်းနဲ့စွတ်တဲ့ဟာမဟုတ်ဘဲနဲ့အနောက်ကဒီလူမျိုးလေး back လေးလည်းလှတယ် it's so comfortable အသားလေးလည်းကောင်းနေဒါလေးကတော့ဒီဝယ်သမျှဟာအကုန်လုံးလေးမှာအကောင်းဆုံးလို့ပြောရတယ်အကြိုက်ဆုံးပေါ့နော်ဒီဟာလေးထပ်ဝယ်ဖြစ်ပါမယ်တခြားရအောင်ပြီးရင်နောက်တစ်ခုက all leg warmers ဒီဟာလည်းသဘောကျတယ်ဒါပေမဲ့နည်းနည်းလေးပိုထူရင်တော့ကောင်းမှာကွာဒါလေးလည်းဝတ်ပြပါမယ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုရင်ဒီမှာအဆုံးလိုက်ပြောရဲဒီ temporary tattoo ဟာလေးပေါ့နော်ဒီမှာမြင်လောက်ထားဆိုရင်ဒါ waterproof ဖြစ်တယ်ဒီမှာ temporary tattoo stuff ဆိုပြီးတော့သူကအမဲတစ်ခုအညီတစ်ခုအညိုတစ်ခုပါရယ်အဲ့ဆေးလေးနဲ့ပုံဖွားပါခုမှစုပ်တန်သေးလေးရှိရင်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒါဆိုရင်9ရက်လောက်ခံနေပေါ့နော်ဆွဲထားဒါဆိုမနီးညမှာဆွဲထားပြီးသူ့မှာအဲ့လိုကပ်ပြားလေးပါမလို့ကပ်ပြားလေးရဲ့ဆေးဖြည့်သွားအထူးထူးလေးဖြည့်သွားပြီး6တဲ့ထိဒါခွာလိုက်လို့ရှိရင်ရရပေါ့နော်ဒါလေးဆိုရင်ဘာဖြစ်ကွာပွဲရွာတော့ဖို့ရှိရဆိုရင်ဒါမှမဟုတ်လေတိုင်းကိုပျော်စော့ခြင်းနေဆိုရင်တည်ဒါမှမဟုတ်လေတက်တူးအရန်ထိုးခြင်းနေလှပါမလားဆိုပြီးတော့စမ်းထိုးကြည့်လို့ရရကွာတည်ထိုးရတော့မဟုတ်ပေါ့ကွာဒီမှာချဲတာပေါ့ you know အဲ့ဒါနဲ့လိုက်မယ်ဒီဟာကြီးအရန်ဝယ်ပြီးလို့ပွဲရသွားရင်တစ်ချိန်လုံးအဲ့ဒါရှောက်ကတ်တာအဲ့လိုရင်းကြိုက်တယ်ပေါ့ဒီ sticker တွေလေ temporary sticker တွေအဲ့ဒါဆိုရင်ဆောင်းစီးနေဆိုအဆင်ပြေမယ်လို့ထင်တယ်ဆိုတော့လာမချင် what you kidding me mate ဒါလေးကိုကတ်ပြီးဒီဟာရဲ့အပေါ်ကနေလိုက်ပြီးဒီ line လေးနဲ့ဆွဲလို့ရှိရင်တော်ခံမလို့ထင်တယ်အဲ့ဒါစမ်းလုပ်ကြည့်မှုပေါ့နော်မလုပ်ရသေးဘူးမအားဘူးဖြစ်နေတယ်ပြင်ကိုကနေကိုလုပ်လို့လည်းအဆင်ပြေဘူးတရားကိုလုပ်ပြီးမှအဆင်ပြေမှာဆိုတော့then နောက်တစ်ခုက this dress ဒီကောင်ကလည်းဝယ်ခြင်းနဲ့တော်တော်ကြိုက်ပေါ့ဒီ print ကိုကြိုက်လို့ဒါမဲ့လေသူကလေအမဲပြထားပြီးမယ်လေဆေးရနည်းနည်းညိုတလူလေးဖြစ်တယ်ပေါ့နော် oh my god look at this are you kidding me လှလိုက်တာဒီလိုမျိုး body con dress တို့ခေါ်မှာနည်းနည်းရှိနေအဲ့လိုချက်အရှိနဲ့အင်ကြီးကြိုက်တယ်ကွာဘာလို့ဒါမျိုးကြီးကြအဲ့လိုအပြင်သွားမယ်ဆိုလို့ရှိရင်အများကြီးသိပြီးစဉ်းစားကြမလို့ကွာလို့စွတ်ခနဲ့ကောက်ပြီးဝစ်ပြီးထိုးရလိုက်အောင်မယ်သိမှာမဝင်ပွားပါဝင်ပွားအောက်ကလိုက်ပါမလားခဏကောပါစီးရမှာလေဒါကြီးကြပြီးွားချွတ်ဆိုပြီးကောက်ဆွလိုက်ပြီးအောက်က slipper နဲ့ပဲတော့ sneaker နဲ့ပဲတော့အကုန်စင်ပြေဒါလေးကြ comfortable လည်းဖြစ်တယ်လှတယ်လှတယ်ဒါတော့ခုံနဲ့ရန်ဖြစ်နေရပါဟုတ်ကဲ့ဒါလည်း print လေးကြိုက်လို့ဝယ်လိုက်တာပေါ့မကြည့်ချစ်စီရလေး polka dots what are you kidding me so cute ချစ်စရာလေးအသားလေးလည်းကောင်းနေအီလေးဒီဟာလေးအပြအောင်မယ်နော် accessory ဒါကဘာလဲဆိုတော့ gua sha မြင်ဒီနောက်ပိုင်းနှာခေါင်းပြဿနာလေးနဲ့တက်နေရောဒီ lymph node လေးလည်းဟိုကြည်အောင်ပေါ့နော် massage လုပ်ရတယ်ပေါ့နော်အဲ့လို YouTube ကနေကြည့်ပြီးတော့လေသိမလားနှာခေါင်းကနမ်းမအလုံးရောင်တာပေါ့နော်ဒီအေးတို့ဟိုတလုံးကအရင်အေးလိုက်သေးတယ်လေရန်ကုန်ထိုင်းနဲ့ရန်ကုန်လိုဒီမျိုးအပူပိုင်းရာသီဥတုမှာနေပြီးကြမှာအေးလို့ဆိုနှာခေါင်းရောင်နေရအဲ့လိုမျိုးပေါ့နော်အဲ့တော့ဘာလို့လဲဆိုညဘက်ဆိုလို့ရှိရင်ဒီမျိုးလှဲလိုက်တဲ့ခါကျရင်နှာခေါင်းကအကုန်ပိတ်သွားပြီလုံးဝသက်ရှူလို့မရဘူးဒီခါကျရင်လိုမျိုးmassage လုပ်ပေးရပေါ့နော်ဒီဟာလေးလူချီဘာညာတာဟာအဲ့တော့ဆိုပြီးတော့ဒီကွာရှားလေးဝယ်လိုက်တာပေါ့နော် Oh my god bro hell no manနောက်တစ်ခုကတော့ညီရလာတော့ဒီ piercing stickers ဒီအဲ့လိုမျိုးပောက်ကြရည်ဝယ်ရတာရှင်ကြိုက်တယ်ဒါလေးပါဒါအညာဝတ်တယ်မှာဓာတ်ပုံရဘာညာပေါ့ပျော်ဖို့ပါတည်မှာအဲ့လိုမျိုးပောက်ကြရလေး
မှားပြတယ်ရှင်းကနေခဏခဏမှားပြတယ် Halloween တော့ဆိုဘယ်တော့ဆိုလို့ဆိုသွားအချွန်တူတော့မှားလိုက်တယ်ပြတက်လို့လည်းမရအဲ့လိုတိွားလို့ PC box လေးရှောက်ဝဲရတဲ့နောက်တစ်ခါ This is so cute blackout ဆိုးပါအောင် quality လေးလည်းကောင်းပါတယ်ပျော်ပေါ့နော်ရှမ်းပါပါနောက်တစ်ခုက makeup plus စီနီအီဒီတူတူဒီကောင်းပါတယ် cosmetics တော့ရအောင် cosmetics what is this oh lip liner toasted တော်တော်လာအညူရောင်လေးခိုးထုံးအညူရောင်လေးပေါ့နော်လာပါလေသူကထိတ်မှာချွန်ဆက်လေးလည်းပါတယ်အော်ဒီဟာကျတော့ဟွာလေမျက်ခုံးဆွဲတာကိုသူကအမြင့်လေးလေတည်မှာတရုတ် TikTok တွေမှာပါတယ်လို့မျိုးလေးပပလေးကွာဒီဘက်ကကျတော့ brush ဒီဘက်ကကျတော့လို့မြင့်ပပလေးကွာတကယ်အမွှေးလို့ပုံစံမျိုးရအောင်ဆွဲရပါတော့နည်းနည်းတော့စိတ်တော့ရှည်ရမယ်ဒါကြတော့ contour in the shade stone ဟိုလေ Chinese TikTok တွေမှာတက်လာတယ်ဒီမျိုးသူတို့ control လုပ်တာလို့ gray tone လေးတုံးကြတယ်နောက်ပိုင်းမှာလေအရင်ကဆိုမျိုးအညိုပဲတုံးတယ်အခုဒီမှာဆိုရင်ဒီ control ကိုတုံးထားတယ်ပေါ့နော်သူကခဲအောင်မျိုးလေးကွာ contour brush လေးဒါလေး she glam ငါပါနောက်တစ်ခုကတော့သဘောကျဆုံး shaver တော့မဟုတ်ကွာသူကshave ထက်ဆိုင်နှုတ်တာလို့ပူပြောရမှာပေါ့နော်ဒီ hair remover ကိုမှမြန်ရိတ်တာထက်လို့နှုတ်တဲ့ဟာကိုပဲသုံးတာပေါ့နော်ငယ်တွေကလုံးဝအသက်15 16လောက်တည်းကသုံးတာအဲ့ဆက်ကဘယ်လောက်ထိခံလဲဆိုရင်ဟိုတလောကမှပြတ်သွားအဲ့လောက်ထိခံတာပေါ့နော်ဟိုတလောကပြတ်သွားအဲ့တစ်စိတ်ကဘာလဲဆိုတာမသိတော့ရင်ကမှချိန်နေပြီအခုအဲ့ဒါ Shein မှာပုံစံတူတာတွေ့လို့ဆိုပြီးတော့ဝယ်လိုက်တာပေါ့နော်ဒါကတော့တခြားတစ်စိတ်ကဒီလိုမျိုးအသွင်းကြိုးပါတယ်ပြီးရှင်းတဲ့ဟာပါတယ်ပြီးရင်သူ့ရဲ့ဟာကဒီလိုမျိုးကွာတော့မီးအောင်ပါလိုက်တယ်စမြက်အရင်ဟာမှာဆိုမီးမပါအဲ့လောက်နေတော့မလုပ်နဲ့ပေါ့နော်နိုင်တော့1လောက်နေစမြက်က shave လုပ်တာမကြိုက်ဘူးဒီလိုမျိုးနှုတ်တဲ့ဟာပဲကြိုက်တယ်အဲ့တော့နှုတ်တဲ့ဟာမသုံးဘူးသေးသုံးကြည့်ပါသုံးလိုက်ရင် shape တာလို့တော့မှမဟုတ်ဘူး wax လည်းမလုပ်တတ်ဘူးဒီဟာနဲ့ပဲသုံးတတ်တယ်အဲ့တော့ဒီဟာကိုပဲဒါ Shein ကနေဝယ်လိုက်တာပေါ့နော်ဘယ်လောက်မှမပေးရဘူး200 300ဝန်းကျင်တော့ပေးရတယ်အဲ့ဒါလေးစမ်းသုံးကြည့်ကြပါကောင်းပါလေရှင်ပြီးတော့ဒီဟာလေးက leather top လေးပါမျိုးရောင်လေးအဲ့လေ jean လေးနဲ့ဆိုရန် light မေလို့ထင်လို့ပေါ့နော် Miss Kylie Jenner ဝတ်ထားတာလေးတွေ့ဘူးသလားလို့ဘယ်နှခုနှစ်ကသူဝတ်ထားတယ်မသိရမယ်ဒီ top လေးကို website မှာတွေ့ရချင်မှာ hair ဆိုပြီးတော့တင်မှာစိတ်ထဲမှာအဲ့ဒါလေးတော့မြင်ပြီးတော့ဝယ်လိုက်တာပေါ့နော်ဒါလည်း extra small ပဲတင်တယ် Shein ကဆိုရင်တော့ extra small ပဲဝယ်ရပေါ့နော်တောင်းတစ်ခါလေးကြာရင်ကြီးကျင်တယ်သားလေးလည်းကောင်းပါတယ်အီလေးမဆိုးပါဘူး cute ဒါဟိုမှအနီညိုအမဲလည်းရှိအမဲကြော်နဲ့သိရမလားရိုးနေပြီလေနီညိုလေးလည်းရှိနီညိုလေးဆိုလည်းလှမှာဒါပေမဲ့ကိုယ့်စီမှာအညိုတိတ်မရှိသေးဘူးဆိုတော့ညိုလေးဝယ်လိုက်ပါတယ်ခယူဒါကြလိုက်မယ်This is my favorite skirt ရှိလေးနဲ့စမစ်ဒါလေးနဲ့ picnic သွားမယ်ဆိုပြီးတော့လုပ်နေအခုချိန်ကြီးမသွားရသေးဘူးသူ့ရဲ့ဒီ skirt လေးကအောက်မှာကွာလို့ဝဲဝဲလေးဖြစ်နေတယ်လားဟာဝဲလေး yes အဲ့ဒါလေးကြိုက်တယ်ပြီးအင်ကြီးလေးကလည်းလို့ရှင်ဘက်လေးမှာလို့စီစီလေးနဲ့ရှုံရှုံလေးကွာ it's just so cute ဒီဟာလေးလည်း5 out of 5ကဲပြီးတော့ပါရှိတယ်ဒီမှာဒါကြတော့ဟိုအသွင်းကြိုးပါတယ်ကွာဒါက3ရောင်ပြောင်းလို့ရတယ်ပြီး level 3ခုတင်လို့ရတယ်အသွင်းကြိုးလေးလည်းပါတယ်မစိုးပါဘူးပြင်အမျိုးလေးရတယ်ဝယ်ထားတယ်ကျွန်မ content creator ဆိုတော့ဒါက stores ဟိုပေါ့နော်အင်းကြီးအင်ကြီးလေးပေါ့နော်3မျိုးပါတယ်သူကဒီလိုမျိုးဟာလေးတစ်ခုပြီးဘောင်းဘောင်းလေးရယ်ခဝိုက်တယ်ဆိုပြီးရင်ဒီဟာအပေါ်ပါပေါ့နော်ဒီဟာလေဒါလည်း quality ကတော့တာမန်မဲ my friend ပေါ့နော်တာမန်မဲတော့မဟုတ်နည်းနည်းစိုးရတဲ့ထဲမှာပါလို့ပြောရစိုးရဆိုတော့ဟိုရန်စိုးတာဆိုမစိုးတော့ဒီလိုပါပဲတာမန်မဲ my friend နားလေလိုက်ပါ
ဒါကြီးကိုရင်ဟိုအထဲကဟာကိုတိတ်မကြိုက်တာဘူးဆိုတော့ဒီဟာနည်းနည်းဒီအထဲကဟာတိတ် comfortable မဖြစ်လို့ဝတ်လို့ရှိရင်ဘယ်လိုဝတ်လဲဆိုတော့ပြောင်းမြန်လှန်ပြီးတော့အိမ်မှာပဲဆိုတော့ဒီမှာဒီမျိုးဝတ်လိုက်တယ်အဲ့ဒါဆိုရင်ဟိုအဆုံးကချွတ်ချောအီဒါလေးကအထဲမှာဆိုတော့ you feel more comfortable and smoother ပြီးသူ့မှာကြိုးလေးပါသေးတယ်ကြိုးလေးခါမှာစီးလို့ရတယ်မှာအပေါက်လေးနဲ့ကျိုးကတော့ဘယ်နာကျမပြုံနေကြောက်သွားလည်းမသိဘူးလိုလည်းမလိုဘူးဆိုပြီးတော့ရှာလည်းမရှာတော့ဘူးပေါ့နော်ဒီ dress ကိုကျမအရန်စိတ်တူတယ်ဒီလားဘာဖြစ်နေလဲဆိုအရန်ပါနေရကွာအကုန်လုံးမြင်နေရတုံးလိုက်တက်လိုက်အယောင်ကလည်းဟိုစိတ်ထဲမှာစဉ်းစားထားတဲ့အယောင်မဟုတ်ဘူးပေါ့နော်နည်းနည်းစဖဲဖဲပန်းရောင်ကြီးထွက်လာရပေါ့နော်အသားကလည်း smooth တော့ဖြစ်တယ်ကွာဒါပေမဲ့အဲ့အရန်ပါနေအောင်ဘလို့မှခံစားလို့မရဘူးကွာဘယ်မှာတော့ဝတ်ရမှာလဲသိတယ်မလားပြောချင်တာပို့ဘာဝတ်ဖို့လို့မှားလိုက်တာကွာအဲ့လိုတလွဲထွက်လာဒါပေမဲ့ return လုပ်ဖို့လည်းမမီတော့ဘူးဖြစ်သွားတယ်ကြိုပြီးမှာလားဆိုဒီပန်းရောင်လေးကိုမဝယ်ကြပါနဲ့အော်ဒါကဟိုခြေအိတ်တွေဒီကလည်းအရန်ကိုလှတယ်ဘောက်စကတ်နဲ့ဝယ်လဲလှတယ်ဘောင်းမီအဲ့လိုဂျင်းစကတ်အတူလေးနဲ့ဝယ်လို့ရှိရင်လည်းတော်တော်လှတယ်ဒီဟာလေး outfit လေးဘယ်လိုဝတ်ထားလဲဆိုတာပုံလေးထည့်ပြပေးပါမယ်ဒါဒီလိုမျိုးလေးတော့အပေါက်လေးနဲ့ကွာအထက်ကနေတစ်ထပ်ပေါ် stocking လိုမျိုးတစ်ထပ်ဒါလည်းရှင်းတာပါဟုတ်ပြီနောက်တစ်ခုက leggings လေးပေါ့နော်ဒီလိုမျိုးလေးအဲ့ဒီတော်လှတယ်ဒါကြတော့ပေါင်လေးမှာစွတ်ပြီးတော့ဝတ်ရတာပေါ့နော်ဒါတော့ကျမရဲ့ကြိုက်ဆုံးပါပြီအခုဝတ်လိုက်ကောင်းမှမသိလဲလိုက်ပါပြီရန် comfortable ဖြစ်လို့ဝတ်ချင်လို့ဒီလိုမျိုးလေးကွာတော့ဒီလိုခါလို့ကြကြလေးဝတ်လို့ရတယ် so cute ဒီဟာလေးကတော့ကြိုက်ဆုံးလေးဒီမဲ့ long boots တွေရှိရလေ long boots တွေရဲ့အပေါ်မှာအဲ့လိုထပ်လိုက်ရုံပဲပေါ့နော်ထပ်လိုက်လို့ရှိရင်သူကအဲ့လိုမွေးလေးနည်းနည်းပါတယ် boots တွေဖြစ်တယ် oh my god ဒီအလေးလေးအရန်ကြိုက်တယ် kawaii des fur လေးပေါ့နော်အရန်ကောင်းတယ်ဒီအလေးလည်း5 out of 5ဒါပေမဲ့အနောက်လေးပါရင်တော့နည်းနည်းပိုကောင်းပေါ့နော်ဒီလို white လေးဖြစ်ကိုကအနောက်မပါတော့နည်းနည်းအောက်ကနေလိုမျိုးလေးခံဝဲမှာပိုကောင်းမှာမဟုတ်ဒီဘက်ဘေးတွေရောအရှိတွေအကုန်ပေါ်နေမှာဆိုတော့ဒါလေးကတော့ကြံခဲ့လို့ပါ balloon pants လေးပါရင်းလေးဝတ်လို့ကောင်းပါတယ်5 out of 5ဘာချင်လေးလဲ sister မကျန်တော့ဘူးကုန်ပါပြီ yay Oh my god! Wow! Jean Hall လေးကိုခုလိုမျိုးအစအနေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Facebook လေးကိုလည်း like and follow YouTube ကိုလည်း subscribe လေးလုပ်ပေးပါအောင်ရှင်နောက်ထပ်ပစ္စည်းတွေရှင်ပဲဖြစ်ပြီးတခြားပစ္စည်းပေါ်တော့ပြဝယ်ထားတဲ့ဟာလေးရှိရင်လည်းထပ်ပြပေးပါမယ်ဗီဒီယိုလေးလည်းကြည့်ရလို့ရှိရင်တော့လုပ်မယ်ပေါ့နော်โอเคမကြည့်ရလို့ရှိရင်တော့လည်းလုပ်မှာပါပဲโอเคကျေးဇူးပါရှင် bye bye